တော့ကဂျိုးကြလေးတကောင်ဟာဟိုရီအိုင်ဒီရီအိုင်လှဲ့လဲပြီးတော့ငါးတွေကိုရှာဖွေစားတော့လို့နေခဲ့တယ်။ဒီနေ့မှာတော့တော်တွေကရေအိုင်ကြီးတစ်ခုကိုတွေ့တဲ့အခါဒီရေအိုင်ကြီးမှာတော့ငါးတွေအစာတွေပေါ်မှာပဲလို့ထင်မြင်ပြီးတော့ရေအိုင်ကြီးနားမှာနေလာခဲ့တယ်။ဒါပေမဲ့ဒီရေအိုင်ကြီးမှာတော့သူထင်တယ်လို့ငါးတွေပစွန်တွေရှိမနေခဲ့ပါဘူး။တလေတကောင်တောင်အနေအပါပဲရှိခဲ့တယ်။အဲ့ဒီတလေတကောင်ကိုပဲမဝတဝမသေးယုံစားပြီးတော့ဒီရေကန်ကြီးဟာအကြီးကြီးပဲဒီအထက်မှာငါးတွေအစာတွေရှိမှာပါဆိုပြီးဘယ်မှကိုမသွားတော့ပဲဒီရေအိုင်ဘေးမှာပဲနေလာခဲ့တယ်။တနေကုန်ရေကန်ကိုပတ်ပတ်လဲလှည့်ရှားပြီးတော့တနေကုန်လုံးမှာတကောင်တောင်တွေ့ခြင်းမှတွေ့တာဒါပေမဲ့လည်းသူ့စိတ်ထဲမှာတော့မပေါ်လာကြသေးလို့ပါဒီရေကန်ကြီးထဲမှာငါအစာတွေရှိကိုရှိမှာပါဆိုပြီးတော့ဒီကန်ကြီးနားမှာပဲတဝဲလေလေနဲ့ပေါ့တနေ့လားလဲလှည့်ပတ်အစာရှာလိုက်အစာမရပြန်ရင်လဲနောက်နေတော့ရမှာပါလို့မျှော်လင့်ချက်လေးနဲ့နေလိုက်နောက်နေလဲလှည့်ပတ်အစာရှာလိုက်မရပြန်လဲနောက်နေတော့ရမှာပေါ့ဆိုပြီးတော့နေလိုက်နဲ့ဒီလိုနဲ့ဂျိုးကြလေးဟာလဲတဖြည်းဖြည်းနဲ့အိုမင်းလာလို့ဂျိုးကြအိုကြီးဘဝတောင်ရောက်လာခဲ့တယ်တဖြည်းဖြည်းရေတွေခန့်လာလို့ငါးတွေအစာတွေလဲမတွေ့ရမစားရနဲ့မို့အားအင်တွေလဲမရှိနဲ့တခြားကိုပြန်တမ်းပြီးထက်ရှာဖို့ဆိုတာကလဲအိုမင်းနာကတကြောင်ပြန်စားမရှိတော့တာကတကြောင်ဘယ်နာမှာဘာရှိတယ်ဆိုတာမသိတော့တာကတကြောင်ကြောင့်ဘယ်မှမပြန်တမ်းနိုင်တော့ပဲဒီရေကန်နားမှာပဲငါးတွေအစာတွေကိုမျောလင်းရင်းနဲ့နေလာခဲ့တာနောက်ဆုံးတော့စင်စင်ငင်းငင်းနဲ့သေဆုံးခဲ့ကြရတယ်အလောင်းစားသမားတွေလည်းဒီတိုင်းပါပဲအစကတော့ကိုယ့်အလုပ်ကလေးနဲ့ကိုရှာရင်းဖွေရင်းနဲ့ဘဝမှာကြိုးစားရုန်းကန်ရင်အဆင်ပြေနေခဲ့တာပဲအဲ့ဒီအလောင်းစားဆိုတဲ့ရေကန်နားလေရောက်ရော့ဒီအလောင်းစားဟာငါအတွက်မလုပ်ဖဲနဲ့အချောင်ရမှာပဲဒီအလောင်းစားကငွေတွေရလွယ်တယ်ငါအတွက်တော့ချမ်းသာနိုင်တယ်ဆိုတဲ့အမြင်နဲ့ဒီအလောင်းစားဆိုတာကြီးကိုလှုပ်တော့တာပဲရေကန်ထဲမှာငါးတွေအစာတွေအများကြီးရှိမယ်လို့ထင်ပြီးတော့ဘယ်မှမသွားတော့ပဲနေနေတဲ့ဂျိုးကြအိုကြီးလိုပေါ့စားလေအလောင်းစားစိတ်အလုတ်လုတ်လဲဒီအလောင်းအစားစိတ်အဲ့လေဒီအလောင်းစားစိတ်နဲ့ဒီအလောင်းစားထဲမှာပဲစိတ်ကရောက်နေတော့ဘာမှလည်းမလုတ်ချင်းမကန်ချင်းနဲ့ဖြစ်လာခဲ့တယ်အလောင်းအစားကြောင့်လဲစုဆောင်းထားတဲ့ငွေတွေကုန်လာလို့စိတ်အားလူအားတွေလည်းကုန်လာခဲ့တာပေါ့အစာမစားရလို့အားအင်ကုန်လာပြီးတော့အိုမင်းလာနေတဲ့ဂျိုးကြအိုကြီးလိုပါပဲတနေ့လာလဲဒီရေကန်ဘေးမှာအစာရမလားငားရမလားနဲ့လှည့်ပတ်ရှားနေပြီမဲ့အစာမရတဲ့အခါမှာလဲနောက်နေတော့ဒီငားတွေဒီအစာတွေထွက်လာမှာပါဆိုပြီးတော့စောင့်မျောနေသလိုတို့အလောင်းစားသမားတွေကလည်းပဲဒီနေ့ငားမရသေးလဲနောက်နေတော့အသေးချပါတခါနောက်နေရောက်လို့မရသေးလဲဒီနေ့လဲလွဲသွားပြီမဲ့နောက်နေတော့အသေးချပါနဲ့ဒီလိုနဲ့နေ့စဉ်ဂျိုးကြအိုကြီးမျောလင့်တယ်လို့မျောနေခဲ့ကြတယ်ဒီထဲမှာပဲစိတ်တွေကလည်းရှိနေတော့ဘာမှလည်းမလုပ်ချင်တော့ဘာမှလည်းမလေ့လာမစင်စားတော့ဘာမှလည်းငွေရပေါက်အဆင်ပြေပေါက်ဆိုတာတွေမသိတော့ဘူးဘယ်မှမရောက်တော့တဲ့ဂျိုးကြအိုကြီးဘယ်မှမပြန်နိုင်မတန်းနိုင်တဲ့ဒီကန်ကြီးဘေးမှိုင်တွေးနေရတယ်လို့အလောင်းအစားသမားတွေလည်းနောက်ဆုံးအလုတ်ပြက်အကန်ပြက်မလုံနိုင်မကိုင်နိုင်မစင်စားနိုင်မတွေးတော့နိုင်တော့ပဲဘဝကိုမှိုင်းပြီးတော့လက်ကြံလေးကိုတနေ့ယာနိုးနဲ့တကြက်တပြားကစားညှစ်ထုတ်ပြီးလောင်းကစားလုပ်နေကြတယ်အားအင်မရှိတော့တဲ့ဂျိုးကြအိုဟာရေကန်ဘေးမှာတခါယာနိုးနဲ့မျောကိုပြီးအစာစောင့်မျောနေသလိုနောက်ဆုံးတော့လေဂျိုးကြအိုဟာအစာမရတော့အားပြတ်သေဆုံးရသလိုအလောင်းစားသမားတွေဟာလည်းအလုတ်ပြက်စီးပွားပြက်ဘဝပြက်နဲ့နောက်ဆုံးဘဝသေဆုံးကြရတာပါပဲ
ကောင်းတဲ့အလုပ်တွေမလုပ်ကြပဲမကောင်းတဲ့အလောင်းအစားတွေလုပ်ကြလို့လုပ်ခဲ့ကြလို့လုပ်နေကြလို့အလုပ်မလုပ်နိုင်တော့ငွေတွေလည်းမရတော့ရထားတဲ့ငွေတွေလည်းမစုဆောင်းမိကြတော့ငါးတွေမရှိတဲ့ရေအိုင်ဘေးကရိုးကြအိုကြီးသေပွဲဝင်ကြရသလိုသေပွဲဝင်ကြရလိမ့်မယ်ဆိုတဲ့ဗုဒ္ဓစကားလေးကြားရောင်မျက်စီထဲမှာမြင်ရောက်နေမိတယ်လို့ပြောကြရင်ညီကုန်းချုပ်ချင်တယ်